အားလုံးပဲမင်္ဂလာပါရှင်ရွှေခေတ် audio book မှာကြိုဆိုပါရစေဒီနေ့ဖျက်ပြပေးမယ့်စာအုပ်အမည်ကတော့ဝင်ကြီးချုပ်ဦးနုရေးသားခဲ့သောတာတေစနေသားစာအုပ်ဖြစ်ပါတယ်အခန်း3မောင်နုဟာ1922ခုနှစ်မေလအစလောက်မှာတရတော်ကျောင်းလိုက်ထဲက National ကျောင်းကိုရောက်လာတဲ့ရဝေးကလာကြတဲ့ကျောင်းသားတွေနေဖို့စားဖို့အတွက်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကလှဲတန်းထဲမှာတိုက်တလုံးငှားပေးထားတယ်နောက်6လကြာတဲ့အခါကျောင်းအုပ်ချုပ်ရေးအဖွဲ့ဟာအဲ့ဒီတိုက်ကိုဆက်မငှားနိုင်တော့ဘူးအဲ့ဒါကြောင့်မောင်နုတို့လူစုဟာတရတော်ကျောင်းလိုက်ထဲကဖုန်ကြီးကျောင်းတစ်ကျောင်းကိုပြောင်းပြီးကျောင်းအိမ်ကျောင်းသားအဖြစ်နေကြရတယ်အဲ့ဒီဖုန်ကြီးကျောင်းမှာလှဲတန်းတုန်းကလိုကျောင်းအိမ်ကျောင်းသားတွေအတွက်စီကန်းသိမ့်မကြီးတော့ဘူးညတညကြတော့ရန်ကုန်အရှေ့ပိုင်းမှာမီးအကြီးကျယ်လောင်နေမောင်နုနဲ့သူ့တငယ်ချင်းဟာတရတော်ကျောင်းသားရဲ့အပြင်ဘက်ကိုထွက်ပြီးအပေါ်ထိုးတက်နေတဲ့မီးကိုလှမ်းကြည့်လို့အတော်ကလေးကြာလာတဲ့အခါမောင်နုကအဲ့ဒီတငယ်ချင်းကိုလှမ်းပြီးပြည်တစားမတွေဘာမှရှိတယ်လဲခမားသိသလားလို့မေးတယ်သိတယ်လို့ဒီလူကဖြေတယ်အဲ့ဒီကိုကျွန်တော်သွားခြင်းနဲ့ခမားလိုက်ဖို့မလားလို့မောင်နုကထပ်မေးတဲ့အခါခြာတိတ်မင်းသွားခြင်းလိုက်ဖို့မယ်ဒါပေမဲ့ငါပို့တယ်ဆိုတာမင်းဘသူ့ကိုမှမပြောရဘူးလို့ဒီတငယ်ချင်းကဂရိတောင်းတယ်မောင်နုကလည်းမပြောဘူးလို့ဂရိပေးပြီးသူတို့နှစ်ယောက်ထွက်သွားကြတယ်လမ်းမှာမောင်နုကအရက်တောက်ချင်တယ်ဆိုတဲ့အတွက်သူ့တငယ်ချင်းဟာမောင်နုကိုတရုတ်ပျော်ပွဲစားဆိုင်တစ်ဆိုင်ခေါ်သွားတယ်မောင်နုဟာအရက်ကိုမချိန်စားတတ်ဘူးအရန်တောက်ချင်တယ်သူ့တငယ်ချင်းကထိန်းထားတဲ့အတွက်နည်းနည်းတောက်ပြီးပြည်တစားတန်းကိုထွက်သွားကြတယ်အရက်တောက်တာဟာဘလောက်အပြစ်ကြီးတယ်ဆိုတာမောင်နုမတွေးမိဘူးပြည်တစားတန်းကိုသွားတာဟာလည်းဘလောက်ဆိုးတယ်ဆိုတာမောင်နုမတွေးမိဘူးတွေးနေလောက်တဲ့ဉာဏ်လည်းသူ့မှာမရှိဘူးအဲဒါကြောင့်သူဟာရန်ကုန်မြို့ကြီးတဲကတရုတ်ပျော်ပွဲစားရုံတရုံမှာအရက်ကိုလည်းတောက်ဘူးပြီးပြည်တစားတန်းမှာပြည်တစားမတယောက်နဲ့လည်းပျော်ပါဘူးပြီးသူဟာလူလေတယောက်ဖြစ်လာပြီဆိုပြီးမောင်နုဟာအတော်ပဝင်မြင့်နေတယ်သူ့ကိုယ်သူအတော်ဟုတ်လာပြီလို့ထင်ပြီးကြောင်းပိတ်လို့အပြန်သူ့မျိုးကတငယ်ချင်းတွေကိုဖောက်တယ်ချဖို့တောင်သူစိတ်ကူးထားလိုက်သေးတယ်အဲ့ဒီနောက်မောင်နုဟာငွေလဲရှိမယ်အဖော်လဲကောင်းမယ်ဆိုရင်အရက်ဆိုင်နဲ့ပြည်တစားမအိမ်ကိုမချောင်မလွဲတာတဲ့အလုပ်တစ်ခုအဖြစ်နဲ့သူ့ကိုယ်သူထိန်းသိမ်းခြင်းမရှိပဲသွားနေတာ1923ခုနှစ်စလောက်ရောက်တဲ့အခါမောင်နုမှာယောဂတစ်ခုရလာတယ်သူ့တငယ်ချင်းကိုမေးကြည့်တဲ့အခါဒါဟာဂနိုယောဂလို့ဖြေတယ်ပေါင်ထက်မှာလည်းအကျိတ်တစ်လုံးထွက်တယ်လို့မောင်နုကထပ်ပြောတဲ့အခါဒီယောဂကဒီလိုပဲလို့တငယ်ချင်းကပြောပြတယ်အဲ့ဒီနောက်ဒီတငယ်ချင်းရဲ့အကူအညီနဲ့မကိုလန်ဗီတာမင်ဆေးဆိုင်ကစေတပလင်းဝယ်တယ်ဆေးနာမည်ကိုတော့မောင်နုကောင်းကောင်းမမှတ်မိဘူး Balsam of Copaiba လို့ခေါ်တယ်လို့ထင်တယ်လို့ပြောပြဘူးတယ်ပေါင်ကအကျိတ်ပေါ်မှာတော့အဲ့ဒီတငယ်ချင်းဟာရေခဲတင်မိတယ်လူငယ်တွေရဲ့စိတ်ဟာဘလို့စိတ်လဲမဆုံနိုင်ဘူးအပြောရအတော်ခက်တယ်ဒီဘွားရောက်နေတာတော့တန်ဝေကမရနိုင်သေးဘူးဒီစေးစားပြီးဒီလိုရေခဲအုံနေရတာကိုအောက်ကြနောက်ကြအခြေအနေကအထက်တန်းကိုတိုးတက်လာတဲ့အထိတ်အမှတ်တစ်ခုအဖြစ်နဲ့တောင်မောင်နုဟာကြိတ်ပြီးဂုံယူနေလိုက်သေးတယ်အဲ့ဒီနဲ့မလဆာမေဝဲအပြီးကျောင်းပိတ်ရအတွင်းမောင်နုဟာဝါခင်မောင်ကိုပြန်သွားတယ်ဧပြီလ23ရက်တကြံအကျိုးရက်ကိုရောက်တဲ့အခါမောင်နုနဲ့တငယ်ချင်း4-5ယောက်ဟာရီစရာအဝတ်စားမျိုးစုံကိုဝတ်ပြီးမြို့ထဲမှာရေဘက်ကန်ထွက်ဖို့ဆုံးဖြတ်ကြတယ်အဲ့ဒီဆုံးဖြတ်ချက်အရမြို့ထဲကိုမထွက်ခင်ကနားလန်းကတရုတ်ခောက်ဆွဲဆိုင်ကိုသွားကြပြီးမောင်နုတို့လူစုဟာအရက်တွေကိုတောက်ကြတယ်အတောက်သိပ်လွန်သွားတဲ့အတွက်ဒီကောင်တွေဟာမြို့ထဲကိုရေဘက်ခံမထွက်နိုင်တော့ဘူးခောက်ဆွဲဆိုင်ထဲမှာဝက်လက်စလစ်ကြည့်မကောင်းရှုမကောင်းတွေဖြစ်ပြီးသူတို့ရဲ့အံဖက်ပုံတွေပေါ်မှာလဲနေကြတယ်သူတို့ရဲ့မိဘတွေတီးတော့မှဒီကောင်တွေကိုထမ်းပြီးခေါ်သွားကြရတယ်မောင်နုဟာအဲ့ဒီနေကလေးကမူးနေလိုက်တာတကြံဘလို့တက်သွားတယ်ဆိုတာမသိလိုက်ဘူးသူတို့မိဘတွေလည်းအင်မတန်စိတ်ပူပြီးအမူးပြေအောင်ဧကရမြစ်တို့တမယာရီတို့အစရှိတဲ့အိမ်နာချင်းတွေပြောသမျှဆေးမီတို့တွေနဲ့အတော်ဖြေယူရတယ်အိမ်မနေရင်နောက်ထပ်အရံမူးနေမှာစိုးရိမ်တဲ့အတွက်မောင်နုရဲ့အဖေကိုစံထွန်းဟာကျောင်းပိတ်ရအတွင်းတလိုင်းရွာစုနာကစပကြီးမှာသွားနေဖို့သူ့သားကိုနားချတယ်
သူတငယ်ချင်းတွေပါမှလိုက်သွားမယ်ဆိုလို့ကိုစံထွန်းဟာသူ့သားရဲ့အလိုကိုလိုက်ပြီးတငယ်ချင်းတွေကိုခွင့်ပြုခဲ့ရတယ်။စပကြီးဟာဝါခင်မတုတ်တန်နဲ့မျက်စောင်းထိုးမြစ်တစ်ဖက်ကမ်းမှာရှိတယ်။တာယာတဲ့နေရာလေးပါပဲ။စပကြီးရဲ့ရှေ့မှာနှစ်ထပ်အိမ်ကလေးတစ်အိမ်ရှိတယ်။အဲ့ဒီအိမ်မှာမောင်နှုတ်နဲ့တငယ်ချင်းတွေနေကြတယ်။ကိုစံထွန်းဟာသူ့သားနဲ့တငယ်ချင်းတွေစားဖို့ဆိုပြီးစားစရာတွေအပြည့်အစုံဝယ်ပေးထားတယ်။အဲ့ဒီနောက်စပကြီးကိုစောင့်နေတဲ့သူ့ရဲ့ညီဝမ်းခွဲကိုဘာဝိုင်းကိုခေါ်ပြီးဟေးဘာဝိုင်းဒီကောင်တွေကိုဒီမှာပြောအောင်ထားနော်မြစ်ဖက်ကန်းကိုမလာစီနဲ့လို့မှားသွားတယ်ညီဘာဝိုင်းဟာအကိုရဲ့အမိတ်ကိုအတိတ်ပဲပြန်လွှဲနေတယ်ဒီအမိတ်အရဒီကောင်တွေလိုချင်တာဘာမဆိုလုပ်ပေးလိုက်ဒီကောင်တွေဒီမှာပြောပြီးမြစ်ဖက်ကန်းကိုကူမသွားရင်ပြီးရောလို့မှတ်ထားလိုက်တယ်အဲ့ဒါကြောင့်2ရက်လောက်ကြာလို့မောင်နှုကမြို့ဘက်ကိုကူးကျင်တယ်လိုက်ဖို့စမ်းမှာပြောတဲ့အခါမင်းအဖေငါ့ကိုတီးလိုက်မယ်ငါမပိုရဲဘူးလို့ကိုဘာဝိုင်းကပြန်ပြောတယ်ဒီလိုဆိုရင်အရက်တောက်ချင်တယ်ရှာပေးပါလို့မောင်နှုကထပ်ပြောတဲ့အခါအေးဒါတော့ငါရှာပေးမယ်ဆိုပြီးချက်အရက်တပလင်းကိုဘာဝိုင်းရှာလာတယ်နောက်2ရက်လောက်ကြာလို့မောင်နှုကဦးလေးမိမမရှိဘူးလားရှာပေးစမ်းပါလို့ပူစားတဲ့အခါမှာလဲကိုဘာဝိုင်းဟာအေးဒါတော့ငါရှာပေးမယ်ဆိုပြီးမိမတယောက်ကိုခေါ်လာတယ်ကိုဘာဝိုင်းလဲတူရမောင်ပြောပါစေဆိုတဲ့စေတနာနဲ့ရရာကဆွဲလာရတယ်ချင်ပါရဲ့သူခေါ်လာတဲ့ဟာကြီးဟာအသက်30ကျော်လောက်ဆိုတော့အရွယ်ကလည်းကြီးအကြီးကလည်းတန်းအဲ့ဒီထဲတနခါဘဲသားလူလာပြန်နေဆိုတော့အတော်ကြည့်ရဆိုတယ်ဒါပေမဲ့ကောင်ကလေးတွေဟာတောက်ငက်ကလေးတွေအဲ့ဒါကြောင့်တော်တလင်းလာထဲမှာခွေးမတကောင်ကိုမြင်ရတဲ့ခွေးသောအုပ်တအုပ်လိုထိုးထိုးထထဖြစ်နေကြတယ်သူတို့ဟာအကြာကြီးစိုင်းမနေကြဘူးရောက်တာနဲ့အိမ်မော်ခေါ်သွားပြီးဘသူဆိုတာမဲချတယ်တငယ်ချင်း9ယောက်ရှိတဲ့အနက်မောင်နှုဟာနံပါတ်5ကြတယ်နောက်တနေ့ကျတော့ကောင်ကလေးတွေကိုစူပြီးဟဲ့ကောင်တွေဝယ်တဲ့အရက်ဟာမကောင်းဘူးမင်းတို့ကိုငါကိုယ်တိုင်ကောက်ကောက်ချက်တိုက်မယ်လို့ဦးလေးကိုဘာဝိုင်းကကြေညာတယ်ဒီကြေညာတဲ့အတိုင်းရေနံစီပုံးအလွတ်တစ်ခုတည်းကိုရှေးဦးစွာထညက်တွေထည့်တယ်ရေကိုပုံးတဝက်လောက်ထည့်တယ်အဲ့ဒီပုံးကိုစပကြီးတဲကစပားပုံတွေထဲမှာမြုပ်ထားတယ်3ရက်လောက်ကြာလို့ဖွင့်ကြည့်တဲ့အခါထညက်တွေကအချင်းပေါက်နေပြီအဲ့ဒီတန်မုံပေါ်မှာပေါင်းအုပ်ကိုတင်ပြီးထညက်ရည်နဲ့ရေကိုရင်ငွေတွေဟာအပြင်းမထွက်ပဲပေါင်းချောင်အိုးရဲ့အပေါက်ကလေးတွေတဲကိုအကုန်ဝင်အောင်တန်ပုံးနဲ့အိုးနဲ့ထိတဲ့နေရာတွေကိုအဝတ်စုပ်တွေနဲ့အလုံးလျှောက်ပတ်တယ်အဲ့ဒီပေါင်းချောင်အိုးထဲမှာပကံလုံးအကြီးတစ်လုံးထည့်တယ်ဒီလိုထည့်ပြီးပေါင်းချောင်အပေါ်မှာဖင်ကိုစင်နေအောင်တုပ်ထားတဲ့ဒဲအိုးကိုတင်ထားတယ်အဲ့ဒီပေါင်းချောင်အိုးနဲ့ဒဲအိုးထိတဲ့နေရာကိုလည်းလေးလုံးအောင်အဝတ်စုပ်နဲ့ရှောက်ပတ်ထားတယ်အဲ့ဒီထညက်အချင်းပေါက်နေတဲ့ပုံးကိုအောက်ကမြည်ပြင်းပြင်းမြှိုက်တဲ့အခါအငွေ့တွေဟာပေါင်းချောင်အိုးရဲ့အပေါက်တွေထဲကိုဝင်ပြီးဒဲအိုးဖင်ကိုထိတယ်အဲ့ဒီဒဲအိုးဖင်ကမှချွေးအဖြစ်နဲ့အောက်ကပကံလုံးကြီးတွေကိုကျလာတယ်အဲ့ဒါဟာချက်အရက်ဖြစ်တာပဲဒီအချက်အရက်ဟာတိတ်ပြင်းတယ်အဲ့ဒါကြောင့်ကိုဘာဝိုင်းဟာတူတူနဲ့တငယ်ချင်းတွေကိုအယမ်းမတိုက်ဘူးဖန်ခွာထဲမှာချက်အရက်လက်တလုံးလောက်ထည့်ပြီးတကြားရည်တွေအများကြီးရောတိုက်တယ်လွန်ခဲ့တဲ့ကြံတုန်းကလူမန်းမသိအောင်မူးခဲ့တာကိုသတိရကြပြီးမောင်နှုတို့လူစုကလည်းအရင်လိုအယမ်းမတောက်ကြတော့ဘူးဦးလေးဥပဝိုင်းတိုက်တလောက်ပဲတောက်ကြတယ်ဘဲကြားမကြီးကိုဘာဝိုင်းခေါ်လာတဲ့နေ့ကစပြီးမြို့ဘက်ကိုပြန်ကြတဲ့အထိ10ရက်လောက်အတွင်းသူတို့ရဲ့လုပ်ငန်းစဉ်ကထူးထူးထွေထွေမဟုတ်ပါဘူးခါရိုးရိုးကလေးပါပဲအဲ့ရာက9နာရီလောက်ထပြီးမြစ်ထဲမှာရေကူးတယ်တရားပေါ်ကဒိုင်မင်ထိုးတယ်လှေလော်တယ်ကမ်းခြေကလဟာပြင်းနေပေါ်မှာလူနှစုခွဲရွှွန်ခဲတွေနဲ့ပေါက်ပြီးစစ်တိုက်တန်းကစားကြတယ်အတော်ကလေးမုန်းလာတဲ့အခါအိမ်မော်တက်လာပြီးဦးလေးဘာဝိုင်းကျွေးတဲ့အစာကိုချက်အရက်နဲ့စားကြတောက်ကြတယ်စားလို့ဝပြီဆိုရင်မဲကြတဲ့အတိုင်းဦးလေးဘာဝိုင်းခေါ်လာတဲ့ဟာမကြီးရဲ့အခန်းထဲကိုစောက်ကလေးတွေကတယောက်တလဲစီဝင်ကြတာညနေအထိပါပဲကြားထဲမှာဒီဟာမကြီးကိုရေချိုးဖို့တနခါလူဖို့ဆက်လေးတောက်ဖို့ထမင်းစာကော်ဖီတောက်ဖို့လောက်ပဲအနာပေးတယ်ညနေ9နာရီလောက်ကျတော့ဒီဘဲကြားမကြီးကို
ဥပါဝိုင်းဟာရွာထဲပြန်ပို့ရတယ်ဝါခင်မကိုပြန်ရောက်ပြီး2 ရက်လောက်အကြာမောင်နုနဲ့တငယ်ချင်းတယောက်မှရှန်ကာတွေပေါ်လာတယ်ဘဟုတုဒရှိတဲ့မိတ်ဆွေတယောက်ကိုချင်းကပ်ပြီးတပည့်ခံတဲ့အခါဒီမိတ်ဆွေကရှန်ကာကိုဟိုက်ဒရိုဂျင်ပါရိုဆိုက်ဆိုတဲ့ဆေးရည်နဲ့ဆေးပြီးတရုတ်နှာတစ်မျိုးကိုဖြူပေးဖို့ဩဝါဒပေးတယ်ဒီဩဝါဒအတိုင်းလိုက်နာတဲ့အခါမောင်နုမှာအတော်တက်တာတယ်ဒါပေမဲ့လုံးဝမပြောက်သေးခင်ကျောင်းဖွင့်တဲ့အတွက်ရန်ကုန်ကိုပြန်လာခဲ့ရတယ်ရန်ကုန်ရောက်တော့သူ့မိတ်ဆွေကိုအကျိုးအကြောင်းပြောပြတဲ့အခါသူ့မိတ်ဆွေဟာမောင်နုကိုဆရာဝန်တယောက်စီချက်ချင်းခေါ်သွားတယ်ဆရာဝန်ကနီယိုဆလာဘာဆင်ဆေးကိုထိုးပေးတယ်အားလုံးပေါင်း6 ကြိမ်လောက်ထိုးရတယ်တောက်ဆေးဖြစ်နေလဲချင်းတူရိုင်းဆေးဆိုင်ကဆေးရည်ကိုတိုက်တယ်ရှန်ကာပျောက်သွားတဲ့အခါအဲ့ဒီမိတ်ဆွေကမောင်နုမင်းစင်ကျင်တော့ဒီကာလာသားယောဂါဟာမင်းကိုရောနောက်အခါမင်းရလာမယ့်တာသမီတွေကိုရောအကြီးကျယ်ဒုက္ခပေးနိုင်တယ်လို့အစချီပြီးကာလာသားယောဂါရဲ့ကြောက်စရာကောင်းပုံတွေကိုရှောက်ပြောပြတယ်။မောင်တို့ဟာအစကဓာတ်တွေကိုဘာမှမသိဘူး။သိရတဲ့အခါတိတ်လန့်သွားတယ်။တိတ်လန့်နေတာကိုတွေ့ရတဲ့အတွက်သူ့မိတ်ဆွေကမင်းကိုအလိုလိုက်မိတာငါမှားသွားတယ်။အဲ့ဒီနေ့ညမင်းပြောတော့ကငါညင်းလိုက်ရင်မင်းဒီလိုဖြစ်ရမှာမဟုတ်ဘူးလို့မောင်နုကိုပြောတယ်။ခမရအလိုမလိုက်ရင်လဲကျွန်တော်ဟာကျွန်တော်တနည်းနည်းနဲ့ရအောင်သွားခဲ့တာပဲ။ခမရနဲ့မသွားခင်ဝါခင်မကလေးကကျွန်တော်သွားနေဘူးနေပြီ။အဲ့ဒီတော့ဒီလိုဖြစ်ရတာခမရနဲ့မဆိုင်ဘူး။ဒါဟာကျွန်တော်အပြစ်ပဲလို့မောင်နုကပြန်ပြောတယ်။အဲ့ဒီတော့မောင်နုရေမင်းမနေနိုင်ရင်မိမယူပါလားကွာ။ဒီပြည့်တဲ့ဇာမတွေစီတော့မသွားပါနဲ့။ခမည်းပြောတာကိုကြားရပြီးကလေးကဒီဟာရေစီကိုထပ်ပြီးသွားရမှာကျွန်တော်တိတ်ကြောက်နေတယ်။အဲ့ဒီတော့ဒါရေစီကိုမသွားတော့ဘူးလို့မင်းငါ့ကိုဂတိပေးမလား။ဂတိတော့မပေးသေးဘူး။ကျွန်တော်စဉ်းစားအောင်မယ်။မိမလိုက်ချင်တဲ့စိတ်တွေကိုတခြားဘက်လှည့်ပေးပါလားကွာ။ဘလို့လှည့်ပေးရမလဲ။လက်ဝှေ့တင်ကွာ။နောက်ပြီးတော့ဘောကန်ကွာ။ဒါတွေလုံနေရင်မိမလိုက်ချင်တဲ့စိတ်တွေပျောက်ကုန်မှာပဲ။နောက်တနေ့ကစပြီးဘောင်နုဟာလက်ဝှေ့ထိုးတာတင်တယ်ဘောလုံးလဲကစားတယ်လက်ဝှေ့ထိုးတဲ့အခါဘောလုံးကစားတဲ့အခါအားရှိအောင်အမောခန့်နိုင်အောင်ဆိုပြီးအပြေးလေးကျင့်ရတယ်ကျိုးခုံရတယ်ဘားတန်းပေါ်မှာကစားရတယ်အဲ့ဒီလိုလုပ်တဲ့အတွက်မိမလိုက်တဲ့ဘက်ကိုသူ့စိတ်တွေလွင့်နေတာအတော်ကြီးနဲသွားတယ်ရန်ကုန်နေရှင်နယ်ကျောင်းကိုရောက်တဲ့အခါနိုင်ကျင့်ငံလူရန်စားဘက်ကလူရဲကြီးလှုပ်ချင်တဲ့စိတ်ဟာရှေးတုန်းကထက်မောင်တို့မှာပိုပြီးပြင်းထန်လာတယ်ဒါပေမဲ့သူ့နှလုံးသားဟာသူ့အုံနောက်ထက်ပိုကြီးနေတဲ့အတွက်သူသွားပြီးကာကွယ်တဲ့သူဟာတကယ်အနိုင်ကျင့်ခံရတဲ့လူဟုတ်သလားမဟုတ်ဘူးလားဆိုတာသူမတွေးတတ်ဘူးကျောင်းသားတယောက်ဟာတိတ်ပြီးစွာတယ်လို့သူ့စိတ်ထဲမှာထင်ယုံတယ်သူနဲ့ဆိုင်မဆိုင်အတင်းဝင်ပြီးရန်ဖြစ်တာပဲရန်ဖြစ်တဲ့အခါသူကကြည့်နိုင်တာမဟုတ်ပါဘူးသူနှံတဲ့အခါနှံခံရတယ်ခံတဲ့အခါခံခဲ့ရတယ်ဘလောက်ပဲခံရသူတန်ဝေကမရဘူးဖြစ်ချင်လာရင်စွတ်တရွတ်ဖြစ်တာပဲဒီလိုဖြစ်ခဲ့တာတွေကိုရှောက်ပြောရရင်ဆုံးတော့မှာမဟုတ်ဘူးအဲ့ဒီတော့အဲ့ဓာတွေတဲကလူသည့်အတော်များတဲ့အဖြစ်ပြက်တစ်ခုနှစ်ခုလောက်ကိုပြောပြရအောင်မယ်1923ခုနှစ်ထဲမှာ National ကျောင်းတွေကိုအစိုးရကအတိမတ်ပြုတယ်အဲ့ဒါကြောင့်အတိမတ်ပြုခံတဲ့ကျောင်းနဲ့အတိမတ်ပြုမခံတဲ့ကျောင်းဆိုပြီး National ကျောင်းတွေဟာနှစ်ချမ်းကွဲသွားကြတယ်တရတော်ကျောင်းတိုက်ကရဟန်းတော်တွေဟာအတိမတ်ပြုမခံတဲ့ National ကျောင်းကိုထောက်ခံတယ်အဲ့ဒါကြောင့်အတိမတ်အပြုခံရတဲ့ National ကျောင်းဟာအထက်တန်းကိုရွှေတကုံစေတီအနောက်ဘက်ဆောင်တန်းနဲ့ညနေချင်းတိုင်းမှာရှိတဲ့အင်္ဂလိပ်စစ်သားတွေရဲ့စစ်တမ်းလျာတစ်ခုမှာဖွင့်ရတယ်အဲ့ဒီစစ်တမ်းလျာရဲ့အနောက်ဘက်တစ်ချမ်းမှာကျောင်းအိမ်ကျောင်းသားတွေနေရတယ်မောင်တို့ဟာအဲ့ဒီမှာကျောင်းအိမ်ကျောင်းသားအဖြစ်နဲ့နေတယ်သူ့အတန်းက10တန်းသူ့အသက်က16နှစ်ရှိသွားပြီအဲ့ဒီဘော်ဒါမှာဘော်ဒါဆရာကဆရာတင့်ဖြစ်တယ်ဆရာတင့်ဟာကျောင်းအိမ်ကျောင်းသားတွေကိုတိတ်ခ ्यू ဆိုင်တယ်အဲ့ဒါကြောင့်ကျောင်းအိမ်ကျောင်းသားတွေဟာသူ့ကိုတိတ်ချစ်တယ်ဒါပေမဲ့ဆရာတင့်ဟာစီကံတိတ်ကြီးတဲ့အတွက်စီကံဖောက်ဖျက်လာရင်ဘသူ့ကိုမှညာလိမ့်မရှိဘူးအေယာမကျောင်းသားကြီးတွေကိုလည်းတီးတာပဲငပူတော်ကကျောင်းသားကြီးတယောက်ဟာအသက်20လောက်ရှိပြီတညမှာခွင့်ပြုထားတဲ့အချိန်ထက်နိုင်ဝက်လောက်နောက်ကျပြီးပြန်ရောက်လာတယ်ဆရာတင့်ဟာအကျွေးမထားဘူး
ဒီចောင်းသားကိုစာကြည်ကန်းတွေကခုံမြင့်ပေါ်မှာမတက်အရက်ခိုင်းပြီးចောင်းအိတ်ចောင်းသားတွေမျက်နှာစုံကြီးရှေ့မှာကြိမ်လုံးနဲ့တအားလွှဲပြီးချတာကြောနဲ့တင်မားမှာအရှိုးတွေဖြန်းဖြန်းထသွားတာပဲအဲ့ဒီညကចောင်းသားတွေဟာအသက်ကိုပြင်းပြင်းအောင်မရှူဝင့်ကြဘူးတနေ့ကျတော့ဆရာတင့်ဟာသူ့အဖေနေမကောင်းလို့မင်းလှကိုခဏပြန်သွားတယ်လက်ထောက်ဘော်ရာဆရာဘကျော်ကဘော်ရာဆရာတက်လို့ရတယ်အဲ့ဒီညမှာပဲဆရာဘကျော်ဟာတခြားဖေချောင်းသားကိုမှခွင့်မပေးပဲသူ့အချော်လူကြီးနားမှာကပ်ပြီးနေတဲ့သူတယောက်ကိုဂျူဘလီဟောမှာဖိုးစိန်ပွဲကြည့်ဖို့ခွင့်ပြုလိုက်တယ်ဒါကိုသိတဲ့ចောင်းသားတဦးဟာမောင်နှုတ်စီကိုပြေးလာပြီးတည်င်းပေးတယ်မောင်နှုတ်ဟာဆရာဘကျော်ရဲ့အခန်းဝကိုသွားပြီးငါဖိုးစိန်ပွဲကိုသွားမလို့ဟဲ့ဘသူလိုက်ကြအောင်မလဲလိုက်ချင်တဲ့သူတွေလာကြငါခွင့်ပေးတယ်လို့၄-၅ချိန်អော်တယ်ကျောင်းအိမ်ကျောင်းစားတွေအိတ်တဲ့ခမ်းမကြီးထဲမှာလဲသွားអော်တယ်သုံးခွားကတိမ်မောင်တယောက်ပဲမောင်နှုတ်နဲ့လိုက်ဝင်တယ်တခြားဘသူမှမလိုက်ဝင်ကြဘူးမောင်နှုတ်နဲ့တိမ်မောင်ဟာဖိုးစိန်ပွဲကိုမကြည့်ချင်ပါဘူးဆရာဘကျော်ကမတရားလုပ်လို့တက်အရွက်တိုက်တာအဲ့ဒါကြောင့်သူတို့နှစ်ယောက်ဟာဖိုးစိန်ပွဲကိုမသွားပဲရွှေတကုံစေရီတော်ကိုသွားပြီးဖူးကြတယ်ည7 နာရီလောက်မှဘော်ဒါကိုပြန်လာကြတယ်ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ဆရာဘကျော်ဟာသူတို့နှစ်ယောက်ထွက်သွားတာနဲ့တပြိုင်နက်ចောင်းသားစရင်ကိုခေါ်တယ်ဒီကောင်နှစ်ကောင်ကိုသာတိတ်ပြီးမဲနေတဲ့အတွက်စရင်ခေါ်တယ်လို့သာပြောရတယ်အကုန်ခေါ်တာမဟုတ်ဘူးမောင်နုတိမ်မောင်ဆိုတဲ့နာမည်နှစ်ခုတည်းကိုသာခေါ်တယ်သူတို့မရှိဘူးလို့စရင်မှတ်ထားလိုက်ပြီးចောင်းသားတွေကိုသူတို့ရဲ့အခန်းပြန်လွှတ်လိုက်တယ်ဆရာဘကျော်ဟာနောက်တနေ့မနေ့ကျရင်သူတို့နှစ်ယောက်ကိုခေါ်မယ်အဲ့ဒီလိုခေါ်ပြီးသူတို့ကိုဆိုရင်ဘာဖြစ်လို့ဆရာမတရားလုပ်ရတယ်လဲလို့သူတို့ပြန်ပြောမယ်ဆရာကသူတို့ကိုအကြမ်းကင်ရင်တိမ်မောင်ကဆရာကျော်ရဲ့ခေါင်းကိုဒုံမြင်ရိုက်ရမယ်မောင်တို့ကမျက်နှာကိုလက်သီးနဲ့ထိုးရမယ်ပြီးတော့မှအာနာပိုင်တွေကသူတို့ကိုကြောင်းကမထုတ်ခင်သူတို့ကအရင်ထွက်မယ်အဲ့ဒီလိုတိုင်ပင်ထားကြတယ်ဒါပေမဲ့နောက်တစ်နေ့မှာဆရာဘကျော်ဟာသူတို့နှစ်ယောက်ကိုမခေါ်ဘူးနောက်တစ်နေ့မှလည်းမခေါ်ဘူးအဲ့ဒါကြောင့်ဒီဆရာဟာသူတို့ကိုမခေါ်ရဲပါဘူးဆိုပြီးသူတို့နှစ်ဦးစိတ်လျှော့လိုက်ကြတယ်နောက်3 ရက်လောက်ကြာတဲ့အခါဆရာတင့်ဟာမင်းလာကပြန်ရောက်လာတယ်ညနေထမင်းစားပြီးချိန်လောက်ကြာတော့မောင်တို့နဲ့တိမ်မောင်တို့ဟာစစ်တန်းလျားရဲ့အရှိမြောက်ကဝရန်ဒါမှာစကားထိုင်ပြောနေတော့ဟိုနေ့ကဖိုးစိန်ပွဲသွားခွင့်ရတဲ့ဆရာဘကျော်ရဲ့အချော်ဟာဆရာတင့်ကခေါ်နေတယ်လို့မောင်တို့နဲ့တိမ်မောင်တို့ကိုအကြောင်းလာကြတယ်မလာဘူးလို့မောင်တို့ကစကားပြန်တယ်ဒီအချော်ဟာလှည့်ထွက်သွားပြီး10 မိနစ်လောက်ကြာတဲ့အခါတစ်ခေါက်ရောက်လာပြန်တယ်မင်းတို့ကိုဆရာတင့်သိစိတ်ဆိုးနေတယ်မင်းတို့နှစ်ယောက်ငါနဲ့အခုလိုက်ခဲ့ပါအဲ့ဒီအချော်ကထပ်ပြောတယ်မလိုက်ဘူးသွားနောက်တစ်ခါပြန်လာရင်မင်းကိုပရိုက်မယ်လို့မောင်တို့ကစကားပြန်တယ်အဲ့ဒါနဲ့ဒီအချော်လဲလှည့်ထွက်သွားပြန်တယ်နောက်15 မိနစ်လောက်ရှိတဲ့အခါကိုမောင်ကလေးဆိုတဲ့ចောင်းသားကြီးတယောက်ရောက်လာပြီးမောင်တို့နဲ့တိမ်မောင်ရေဆရာတင့်စီကိုတွားလိုက်ကြပါကွာဟိုကြတော့ဆရာဘကျော်မတရားတာကိုရှင်းပြလိုက်ပေါ့လို့ပြောတယ်ကိုမောင်ကလေးဟာသူတို့နဲ့ခင်နေကြတဲ့အတွက်သူတို့လည်းဆက်ပြီးညှင်းဆန်မနေကြတော့ပါဘူးဆရာတင့်အခန်းထဲကိုမောင်တို့ကရှေ့ကတိမ်မောင်ကနောက်ကဝင်သွားကြတယ်တိမ်မောင်ကတော့သူ့တောင်ဝန်ယူထားတဲ့ကိစ္စကိုလိုရင်အစင်သင့်ဆောင်ရွက်ဖို့အတွက်သူ့လုံကြီးထဲမှာဝရန်နာကပြုတ်ကျနေတဲ့တစ်သားတစ်ချောင်းကိုကွက်ပြီးယူသွားတယ်ဆရာတင့်ဟာမျက်နှာကြီးတင်းပြီးအခန်းထဲမှာခောက်တော့ခောက်ပြန်ရှောက်နေတယ်အခန်းရဲ့တနေရာမှာဒဝဲကြိမ်လုံးကြီးကိုထောင်ထားတယ်အထင်းသားမြင်နေရတယ်မောင်နုဟိုးနေညကမင်းဖယ်သွားသလဲဖိုးစိန်ပွဲတိမ်မောင်ဗျာမင်းရောပါသလားပါတယ်မင်းတို့ခွင့်ရသလားမရဘူးမင်းတို့မှာအပြည့်ရှိသလားမရှိဘူးဘာဖြစ်လို့မရှိသလဲဆရာဘကျော်ရဲ့တပည့်ဟာဖိုးစိန်ပွဲကိုတွားနိုင်တယ်ဆိုရင်တခြားကျောင်းသားတွေလည်းတွားနိုင်ရမယ်ဆရာဘကျော်ကိုဆွဲသွင်းမလာနဲ့ဆရာဘကျော်မှာအပြစ်ရှိရင်သူ့ကိုတခြားတသက်အပြစ်ပေးရမယ်မင်းတို့ရဲ့ကိစ္စကိုသာမင်းတို့ဖြေမင်းတို့မှာအပြစ်ရှိသလားမရှိဘူးဘယ်တောင်းသားမဆိုအခွင့်မရှိပဲပွဲထွက်ကြည့်တယ်ဆိုရင်အပြစ်ရှိတယ်မင်းတို့ကိုရိုက်ရမယ်ကျွန်တော်တို့အရိုက်မခံဘူး
မင်းတို့ကိုမရိုက်ရအောင်မင်းတို့ကိုရွှေမုံစားပြီးမွေးထားတာလားကျွန်တော်တို့ကိုရွှေမုံစားပြီးမွေးထားတယ်လို့ကျွန်တော်တခါမှမပြောဘူးဒါပေမဲ့အရိုက်တော့ဘယ်နည်းနဲ့မှမခံဘူးဆရာဘကျော်မတရားလုပ်တယ်ဆိုရင်ငါပြန်လာအောင်ဆောင်ပြီးငါကိုမင်းတို့တိုင်ပါလားဆရာဘကျော်ကိုငါအရေးမယူရင်ငါအဆိုးပေါ့အခုတော့မင်းတို့ကဒီလိုအရွက်တိုက်တာကောင်းသလားမောင်တို့လည်းဘာမှပြန်မပြောဘူးခက်တီတီရက်ကြည့်နေတယ်အတော်ကလေးကြားတဲ့အခါဆရာတင်းကတွားကြဒါဟာနောက်ဆုံးပဲနောက်တစ်ခါဒါမျိုးဖြစ်ရင်မင်းတို့နဲ့ငါနဲ့တွေ့မယ်လို့မောင်တို့နဲ့တိတ်မောင်တို့ကိုကျိန်းလွှတ်လိုက်တယ်နောက်တစ်ခုကတော့အတော်ရည်စရာကောင်းတယ်အဲ့ဒီအဖြစ်ပြက်ကိုတတိယတိုင်းတူမားလေခြင်းလို့တွေးမိပြီးမောင်တို့ဟာနောင်တရနေတယ်1924ခုနှစ်မှာမိခိုးနေပေါက်ကြတဲ့အတွက်10တန်းဆောင်မိပွဲကိုနှစ်ကြိမ်တိုင်ရွှေဆိုင်ပြည့်ရတယ်အဲ့ဒီလိုရွှေဆိုင်ပြီးတဲ့နောက်ဆောင်မိပွဲလုပ်ရင်ဖြေဖို့မောင်တို့ဟာကျောင်းမှာအသင့်စောင့်နေရတယ်10တန်းမှာမောင်တို့ဟာ3နေရာပြောင်းခဲ့ရတယ်ရှေးဦးစွာရှေးတကုံစေဒီနာကအင်္ဂလိပ်စစ်သားစစ်တမ်းလျားကိုပြောင်းရတယ်6လကြာတဲ့အခါအဲ့ဒီနေရာကနေပြည်လန်းဂေါ်ရခါစစ်တမ်းလျားကိုပြောင်းရတယ်ဆောင်မိပွဲ2ကြိမ်ရွှေပြီးနောက်တစ်ကြိမ်အတွက်စောင့်နေတဲ့အခါပြည်လန်းဂေါ်ရခါစစ်တမ်းလျားကနေနံပါတ်1ဘွိုင်းလန်းအစအုံကိုပြောင်းရတယ်အဲ့ဒီနံပါတ်1ဘွိုင်းလန်းကိုပြောင်းတဲ့အချိန်မှာ1924ခုနှစ်အတွက်ကျောင်းတော်ပြန်ဖွင့်နေပြီကျောင်းသားတစ်တွေလည်းရောက်လာကြကုန်ပြီအဲ့ဒီကျောင်းသားတစ်တွေထဲမှာမော်လမြိုင်ကကျောင်းသားတဦးပါလာတယ်သူဟာတရုတ်ကဗျာမောင်တို့ဟာအဲ့ဒီအချိန်မှာကျောင်းအိမ်ကျောင်းစားတာဖြစ်တယ်ကျောင်းသားမဟုတ်တော့တဲ့အတွက်အဲ့ဒီကျောင်းသားတစ်နဲ့မတိကြသေးဘူးတနေ့ကျတော့တငယ်ချင်းတယောက်ဟာမောင်တို့စီကိုလာပြီးမောင်တို့ရဲ့ဒီကောင်ကြီးဟာတိတ်အစားကြီးတယ်သူများတွေအားလုံးစားပြရအောင်သူမပြေးသေးဘူးတခြားခုံတွေမှာကြံတဲ့ထမင်းတွေဟင်းတွေသူ့ခုံကိုရွှေ့ပြီးအကုန်တုတ်ပစ်တာပဲအဲ့ဒါကြောင့်သူရောက်လာမှတပြက်စီးလဲသမားတွေထမင်းဝအောင်မစားကြရတော့ဘူးလို့ပြောပြတယ်အဲ့ဒါကြောင့်သူရောက်လာမှတပြက်စီးလဲသမားတွေထမင်းဝအောင်မစားကြရတော့ဘူးလို့ပြောပြတယ်တပြက်စီးလဲသမားတွေကိုဒီလိုအနိုင်ကျင့်ရမလားဆိုပြီးမောင်နုဟာဒီကောင်ကြီးကိုထိုးဖို့ချက်ချင်းဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ထိုးရမှာမလွယ်ဘူးဒီကောင်ကြီးကတိတ်ကြီးတယ်အဲ့ဒါကြောင့်မောင်နုဟာចောင်းသားတွေအိတ်တဲ့အခန်းဝမှာဇပွဲကုံတစ်ခုရွှေထားပြီးအဲ့ဒီဇပွဲကုံခုံပေါ်မှာတက်ရက်နေတယ်ဒီကောင်ကြီးဝင်လာတာနဲ့တပြိုင်နက်မောင်နုဟာအဲ့ဒီဇပွဲကုံပေါ်ကစီးပြီးကန်တာပါပဲမောင်နုရဲ့တငယ်ချင်းမောင်ဟန်ဆိုသူကလည်းဒီကောင်ကြီးကိုဘေးကဝင်ထိုးလိုက်သေးတယ်ဘေးကចောင်းသားတွေပြေးလာကြပြီးဝိုင်းဖြင်ကြတယ်ပြီးတော့မှဒီလိုရှင်းပြကြတယ်ဒီကောင်ကြီးဟာအစားကြီးရတော့ဟုတ်တယ်ဒါပေမဲ့တိတ်သဘောကောင်းတယ်ကျောင်းဝင်တဲ့နေ့ကလေးကသူဟာအစားကြီးတယ်ထမင်းဝဝစားပြရစေနှစ်ယောက်စာအတွက်ထမင်းလကပေးပါမယ်လို့ဆရာကြီးကိုပွန့်ပွန့်လင်းလင်းပြောတယ်ဆရာကြီးကဝအောင်စားနိုင်တယ်နှစ်ယောက်စာပေးဖို့မလိုဘူးလို့ခွင့်ပြုထားတဲ့အတွက်အခုလိုစားနေတာဖြစ်တယ်သူစားတဲ့အတွက်တပြက်စီလက်သမားတွေထမင်းမဝဆိုတာမမှန်တပြက်စီလက်သမားတွေစားပြီးတဲ့နောက်ထမင်းကြံဟင်းကြံတွေမြူနီစပယ်အမိုက်ပုံးတွေကိုအများကြီးတွန်းပြရသေးတယ်လို့ចောင်းသားတွေကရှင်းပြကြတယ်အဲ့ဒါကိုကြားရတဲ့အခါမောင်နုဟာရှက်လဲအများကြီးရှက်နေတယ်သူတော်ကောင်းတယောက်ကိုစော်ကားမိလေခြင်းလို့နောင်နာရပြီးတော့ငိုခြင်းတလို့လို့ဖြစ်နေတယ်နောက်တစ်နေ့ဆရာကြီးဥပလွင်ကမောင်နုနဲ့အဲ့ဒီတငယ်ကိုရုံးခန်းထဲခေါ်ပြီးမောင်နုမင်းသူ့ကိုကန်တယ်လို့ငါကြားရတယ်ဟုတ်လားလို့မေးတယ်ဟုတ်ပါတယ်ဆရာကြီးကျွန်တော်ကန်မိပါတယ်အဲ့ဒီအတွက်ကျွန်တော်အများကြီးဝမ်းနည်းနေပါတယ်ကျွန်တော်ကိုဆရာကြီးကြိုက်တယ်လို့ဆုံးပါပါဆရာကြီးဥပလွင်ဟာမောင်နုရဲ့တင်မားကိုငားချက်ရိုက်ပြီးလွှတ်လိုက်တယ်အဲ့ဒီအရွယ်တုန်းကတနေ့မှာသူ့အဖေကိုစံထွန်းနဲ့ဖြစ်ကြတဲ့အဖြစ်ပြက်ဟာပိုပြီးတောင်ရှိစရာကောင်းသေးတယ်ဒီနေရာမှာအလင်းသင်းလို့နည်းနည်းလောက်ဖော်ပြတင်တယ်ကိုစံထွန်းမန္တလေးကပြန်လာတဲ့အခါရွက်လှပင်တပင်ပါလာတယ်ဒီအပင်ကိုသူတိတ်မြတ်နိုးတယ်အဲ့ဒါကြောင့်ဒီအပင်ကိုတခြားတစ်ပင်တွေနဲ့ရောမထားဘူးတီးသက်စင်ကလေးတစ်ခုပေါ်မှာပန်းအိုးကိုတင်ထားတယ်ရေလောင်းတဲ့အခါမှာလဲတခြားတစ်ပင်တွေနဲ့အတူတူရောမလောင်းဘူးဒီရွက်လှပင်ကိုလောင်းဖို့အတွက်တီးသက်ရေအိုးတစ်ခုထားရတယ်ရေလောင်းတဲ့အခါမှာလဲသူများကိုအလောင်းမခိုင်းဘူး
သူကိုယ်တိုင်ငွေခွက်နဲ့လောင်းတယ်ကိုစံထွန်းဟာအဲ့ဒီလောက်ညှနိုးနေတဲ့တစ်ပင်ပေါ်ကိုတနေ့ကျတော့မောင်နုဟာသူ့ပါဇက်ထဲမှာငုံထားတဲ့ရေနဲ့အမှတ်တမဲ့ထွေးချလိုက်တယ်ကိုစံထွန်းဟာအနားမှာရှိနေတဲ့အတွက်သူ့ရင်ဘတ်ကိုပုတ်ခနဲမြည်အောင်ထုပြီးဒီကောင်ဟာတိတ်မိုက်တဲ့အကောင်ပဲလို့မောင်နုကိုငေါက်လိုက်တယ်မောင်နုဟာပထမအကြိမ်တုန်းကတော့အမှတ်တမဲ့ထွေးချလိုက်တာပါပဲဒါပေမဲ့သူ့အဖေဟာသူ့ကိုငေါက်ပြီးတဲ့အခါကျတော့မောင်နုဟာနောက်ထပ်ရေတွေအများကြီးငုံလာပြီးတမင်တက်တက်အဲ့ဒီရွက်လှပင်ပေါ်မှာအကုန်ထွေးချလိုက်ပြန်တယ်ကိုစံထွန်းလဲနောက်ထပ်ဘာမှမပြောတော့ပါဘူးငုံမဲ့မဲ့မျက်နှာလေးနဲ့သူ့ရွက်လှပင်ပေါ်ကမောင်နုထွေးချထားတဲ့ရေတွေဆင်သွားအောင်သူ့ဟာသူဆေးပစ်နေတယ်အဲ့ဒီတော့မှမောင်နုဟာအများကြီးနောင်နာရပြီးသူ့အဖေရဲ့ခါးကိုတွတ်ဖတ်တယ်ချော့တဲ့အနေနဲ့သူ့အဖေရဲ့ခါးကိုဟိုရမ်းဒီရမ်းရမ်းတယ်တအောင်လောင်ကြားတဲ့အခါမောင်နုဟာသူ့အဖေကိုခါးကဖတ်ပြီးအိမ်ထဲဆွဲသွင်းသွားတယ်အိမ်ထဲရောက်တာနဲ့တပြိုင်နက်သူတို့သားအဖကစားနေကြအတိုင်းနှစ်ပန်းလုံးကြတယ်နှစ်ယောက်စလုံးချွေးဖြတ်ထိုင်ထွက်ပြီးခြေကုံလက်ပန်းကြတော့မှာပဲအဲ့ဒီနှစ်ပန်းလုံးတဲ့နေရာမှာတယောက်နဲ့တယောက်ဖတ်ပြီးအိပ်ပျော်နေကြတယ်နှလုံးဟာအုံနောက်ထက်ပိုပြီးကြီးနေတဲ့လူတွေမှာဖြစ်တတ်တဲ့စိတ်ရောဂါတစ်ခုဟာငုတ်ရှိုးနေရကမောင်နု10တန်းကိုရောက်စအချိန်မှာပြုံးငနဲ့ပေါ်လာတယ်တနေ့မှာမောင်နုဟာဘာကိစ္စနဲ့မှမသိဘူးရန်ကုန်ကနေဝါခေမကိုပြန်လာတယ်တင်မောပေါ်မှာအိပ်ပျော်နေတော့ဝါခေမကဒေါ်အိမ်ငင်းရဲ့သမီးမက်အေကျော်နဲ့လက်ထက်ရတယ်လို့အိမ်မက်မှတ်တယ်မောင်နုဟာမက်အေကျော်ကိုမြင်ယုံသာမြင်ဘူးတယ်တခါမှစကားမပြောဘူးပိုးလည်းမပိုးဘူးသူ့ကိုသာမဟုတ်ဘူးအဲ့ဒီအချိန်အထိမောင်နုဟာဘယ်မိန်းကလေးကိုမှချစ်လဲမချစ်ဘူးပိုးလည်းမပိုးဘူးဒါပေမဲ့အဲ့ရကနိုးလာတဲ့အခါသူ့မျက်စီထဲမှာအိမ်မက်ထဲကအဖြစ်ပြက်ကိုမြင်ပြီးသူ့ရင်ထဲမှာအေးကနေဖြစ်သွားတဲ့အတွက်သူဟာမက်အေကျော်အပေါ်မှာအတော်ဆွဲလန်းနေပြီဆိုတာကိုသူသိလာတယ်မောင်နုဟာထူးထူးထွေထွေလေးလေးနက်နက်စဉ်းစားမနေဘူးရန်ကုန်မပြန်ခင်မက်အေကျော်ကိုချစ်တဲ့အကြောင်းစာတစ်စောင်ရေးပြီးစာရိုက်ကထည့်လိုက်တာပဲရန်ကုန်ကိုသူပြန်ရောက်ပြီးတနင်္ဂနွေတစ်ပတ်လောက်ကြာရင်မက်အေကျော်စီကစာပြန်လာလိမ့်မယ်လို့သူမျှော်လင့်နေဒါပေမဲ့တနင်္ဂနွေတစ်ပတ်ကြာလဲမလာနှစ်ပတ်ကြာလဲမလာသုံးပတ်ကြာလဲမလာတဲ့အခါမောင်နုဟာစာဆောင်ထပ်ရေးပြီးစာရိုက်ကပို့လိုက်ပြန်တယ်မောင်နုဟာစိတ်မပြတ်တဲ့အပြင်တည်င်းကျွတ်လာကြောင်ပိတ်လို့ဝါခင်မကိုပြန်ရင်မက်အေကျော်တို့အိမ်ရှိမှာအော်ဟစ်ပြီးဆိုဖို့အတွက်တငယ်ချင်းတယောက်စီကသူအင်မတန်ကြိုက်တဲ့ဦးဖိုးစိန်ဆိုတဲ့လင်မောင်စိန်ချိုသားတဲ့စကားရည်နဲ့အစချီတဲ့တချင်းကိုတောင်စူးစားပန်းစားအလွတ်ကျက်လိုက်သေးတယ်။မောင်နုဟာကြောင်ပိတ်ရအတွင်းဝါခင်မမှာရှိနေတော့သူဆောင်ရွက်ရမယ့်ဝတ္တရားကိုမပြတ်ကွက်ဘူး။တငယ်ချင်းမဟန်နဲ့အတူလင်မောင်စိန်ချိုသားစကားရည်နဲ့ဆိုတဲ့တချင်းကိုမက်အေကျော်တို့အိမ်ရှိမှာညတိုင်းအချိန်မှန်မှန်5-6ခေါက်လောက်ခောက်တော့ခောက်ပြန်လျှောက်ပြီးအတန်ကုန်ဟစ်ဆိုတာပဲကြောက်ဖွင့်လို့ရန်ကုန်ကိုပြန်ရောက်ပြီး3-4ရက်လောက်အကြာခလန်းလန်းနဲ့မက်အေကျော်စီကိုနောက်ထပ်စာတစ်စောင်ရေးမယ်လို့လုပ်နေတော့ဘော်ရာမှာမောင်နုနဲ့အတူနေတဲ့မက်အေကျော်ရဲ့မောင်ဝမ်းခွဲတစ်ယောက်မောင်နုစီကိုရောက်လာတယ်အဲ့ဒီမောင်ဝမ်းခွဲကမောင်နုရေဟော်ဒီမှာမက်အေကျော်စီကစာဖတ်ကြည့်ပါအောင်လို့ပြောပြီးမောင်နုကိုသူ့လက်ထဲမှာကင်ထားတဲ့စာလှမ်းပေးလိုက်တယ်။မက်အေကျော်စီကပြန်လာရပြီဆိုပြီးမောင်နုဟာတိတ်ဝမ်းသာသွားတယ်။စာကိုကြပြားကြရာဖတ်ကြည့်တဲ့အခါမက်အေကျော်ကသူ့စီကိုရေးတဲ့စာမဟုတ်ဘူး။သူ့မောင်ဝမ်းခွဲစီကိုရေးတဲ့စာဖြစ်နေတာကိုတွေ့ရတဲ့အတွက်မောင်နုရဲ့ရင်ထဲမှာဒိတ်ခနဲဖြစ်သွားတယ်။စာကိုဖတ်ကြည့်တဲ့အခါမောင်နုသူ့စီကိုစာခဏခဏရေးနေတယ်မရေးဖို့ပြောပေးပါလူကြီးတွေသိသွားရင်မကောင်းဘူးသူလဲလူတစ်ယောက်နဲ့စိတ်ဆက်ကြောင်းလန်းပြီးသားဖြစ်နေပြီမကြာမီနဲ့ထပ်တော့မယ်ဆိုတာတွေကိုတွေ့ရတယ်စာဖတ်ပြီးတဲ့အခါမောင်နုဟာအဲ့ဒီမောင်ဝမ်းခွဲကိုပြုံးကြည့်ပြီးငါနောက်တီးနောက်တောက်လောက်တာမဟုတ်ဘူးတိတ်ချစ်လို့ရေးတာပဲဒါပေမဲ့သူ့စာထဲကအတိုင်းဆိုရင်ငါရေးမိတာမှားသွားပြီအများကြီးတောင်းမယ်နဲ့အကြောင်းမက်အေကျော်ကိုပြောလိုက်ပါကွာနောက်ထပ်ငါမရေးတော့ဘူး
အဲ့ဒါကိုလည်းဆက်ပြောပြလိုက်ပါလို့မောင်နုကပြောလိုက်တယ်သူ့တသက်မှာဦးဖျားဖျားချစ်မိလို့သူ့အချစ်ဦးဖြစ်နေတဲ့မက်အိကျော်ကိုမရတဲ့အတွက်မောင်နုဟာအတော်ဆွေးတယ်ဒါပေမဲ့အချစ်ပြဿနာမှာကိုချစ်ယုံနဲ့မပြီးဘူးသူကလည်းချစ်အောင်မှပြီးတယ်ဆိုတဲ့သဘောတရားကိုမောင်နုဟာကြိုတင်ပြီးသိနေတဲ့အတွက်သူ့စိတ်ကိုဖြေနိုင်တယ်အဲဒါကြောင့်မက်အိကျော်ရဲ့မောင်ဝမ်းခွဲထွက်သွားတဲ့အခါမောင်နုဟာအိယာပေါ်မှာလှဲပြီးမက်အိကျော်ရဲ့အိမ်ရှိမှာခြေအေးဝမ်းရောင်ခွေးဟောင်ပြန်ပြေးအဖြစ်နဲ့အချိန်ပေါင်းများစွာသူအတန်ကုန်ဟစ်ခဲ့ဘူးတဲ့လင်မောင်စိန်သားစကားရည်နဲ့ဆိုတဲ့နှစ်ပါးသောတခြင်းကလေးကိုတယောက်တည်းမတိုးမကျဲတီးဆိုနေတယ်နှလုံးဟာအုံနောက်ထက်ကြီးနေတဲ့မောင်နုရဲ့ယောဂါဟာအဲ့ဒါလောက်ထယုံနဲ့မပြီးသေးဘူးနောက်ထပ်ပြီးအများကြီးထစရာရှိသေးတယ်နောက်အခန်းတွေရောက်မှပဲတက်ဆိုင်တယ်လို့ကြည့်ပြီးဖော်ပြသွားပါမယ်မောင်နုဟာစာဘက်မှာညံ့တယ်ကျောင်းကစစ်တဲ့စာမေးပွဲတွေဟာအဲ့ဒီအချိန်တုန်းကတော့တင်းတင်းကြပ်ကြပ်မရှိလာသေးဘူးအဲ့ဒီရော်ရဲကျောင်းစာမေးပွဲတွေမှာအောင်ဖို့မောင်နုဟာအခက်အခဲသိမ့်မရှိလာဘူးဆယ်တန်းစာမေးပွဲကတော့အစိုးရစစ်တဲ့စာမေးပွဲဖြစ်နေပြီအဲဒါကြောင့်ဒီစာမေးပွဲမှာအောင်ဖို့မောင်နုအတွက်ခတ်တယ်တဒန်းနေသားချင်းမောင်နုရဲ့တငယ်ချင်းတွေကလည်းမောင်နုဟာဆယ်တန်းမှာမအောင်နိုင်ဘူးလို့ဩဘာပေးကြတယ်ဆယ်တန်းပြဆရာတွေကလည်းဒီလိုပဲနမိတ်ဖတ်ကြတယ်မောင်နုကိုယ်တိုင်ကလည်းအတန်းသားတွေနဲ့သူ့ဆရာတွေနမိတ်ဖတ်တဲ့အတိုင်းဩဘာပေးတဲ့အတိုင်းဖြစ်လိမ့်မယ်လို့မမိတ်မတုံယုံကြည်နေတယ်ဒါပေမဲ့မောင်နုမှာအထက်တန်းပညာတွေဆက်တင်ဖို့ဒီပညာတွေကိုသင်ပြီးတဲ့နောက်ဘယ်အလုပ်ကြီးအကင်ကြီးတွေကိုလုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေစိတ်ကူးဆန္ဒတွေဘာမှမရှိသေးတဲ့အတွက်ဆယ်တန်းဆောင်မေးပွဲမှာအောင်နာကြတာတွေကိုသိစိတ်ဝင်စားဘူးဆောင်မေးပွဲကြရင်ဘာအရေးကြီးတယ်လဲကျောင်းထွက်ပြီးအိမ်ပြန်มาပေါ့လို့သာသူစိတ်ကူးထားတယ်1924ခုဇန်နဝါရီလအလယ်လောက်ကိုရောက်တဲ့အခါအစမ်းဆောင်မေးပွဲတစ်ခုကျင်းပါတယ်ဒီဆောင်မေးပွဲမှာအောင်တဲ့ကျောင်းသားတွေကိုသာမက်လာဆောင်မေးပွဲကြီးမှာဖြည့်ဆို့ဖို့စည်ရင်းသွင်းမယ်အဲ့ဒီအစမ်းဆောင်မေးပွဲရဲ့အောင်စည်ရင်းကိုမကြေညာခင်တရက်မှာဆယ်ကျောင်းသားတွေကိုခေါ်ပြီးမင်းတို့မနှက်ဖြန်ကဆောင်မေးပွဲဝင်က12ကျက်စီယူခဲ့ကြအောင်တဲ့လူတွေ12ကျက်စီပေးပြီးဆောင်မေးပွဲအတွက်ရှောက်လွှာသွင်းရမယ်ကြတဲ့လူတွေကိုငွေကိုယူပြီးအိမ်ပြန်ကြလို့ဆရာကြီးကကြေညာတယ်ဆရာတယောက်ကတိတ်ပြောပြလို့သူကြတယ်ဆိုတာမောင်နုသိပြီးနေပြီဒါပေမဲ့အဲ့ဒီနေ့ညနေပဲရောက်တော့ဆရာတွေကဆရာကြီးကိုဝိုင်းပြီးတိုက်တွန်းတဲ့အတွက်ဆယ်တန်းကျောင်းသားအားလုံးကိုဆောင်မေးပွဲဝင်ခွင့်ပြုလိုက်တယ်ဆယ်တန်းဆောင်မေးပွဲကြီးအတွက်အောင်စင်းထွက်လာတဲ့အခါအစမ်းဆောင်မေးပွဲမှာကြားတဲ့ကျောင်းသားတွေတဲကမောင်နုနဲ့မော်လမြိုင်ကကျော်စိန်တို့ရဲ့နာမည်တွေပါလာတယ်ကျော်စိန်ကကာကြီးတန်းကအောင်တယ်မောင်နုကခါဝေးတန်းကအောင်တယ်အဲ့ဒီအစမ်းဆောင်မေးပွဲမှာပထမရတဲ့ငတိုင်းချောင်းကမောင်သိန်းဆိုတဲ့ကျောင်းသားကြကြံရက်တယ်အဆုံးထိနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုစာအုပ်ကိုအတန်ဖြင့်နားဆင်လိုပါကကျမတို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပါရှင်